Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ထမင်းပဲနေ့တိုင်းစားနေရတာရိုးလာတာနဲ့နန်းကြီးသုံးမမွေးလေးကိုအိမ်မှာထမင်းအလွယ်လောက်စားဖြစ်ပါတယ်ဖြူကဒီမှာဖြူလောက်စားတဲ့နည်းလေးကိုတစ်စင်ဗီဒီယိုလေးရိုက်ပြီးတော့မျှဝေပေးလိုက်ပါတယ်ရှင်ပထမဆုံးရေဆေးတန့်စင်ပြီးတော့ဓာတ်ရလေးတွေပေးထားတဲ့ဒီချက်ပေါင်တစ်ဖက်နဲ့ကြက်ရင်အောင်သားတစ်ဖက်ကိုပြုတ်မဲ့အိုထဲကိုထည့်ပေးလိုက်ပါတယ်ပြီးရတဲ့သူတွေကိုဖြိုးကအသားမုံနှင်းငယ်ပြီးတော့စားနှင်းငယ်ပြီးတော့စနေမုံလေးနှင်းငယ်နဲ့ပဲငါပြိုင်အကြီးလေးနှင်းငယ်ကိုထည့်ပြီးတော့ဓာတ်ပြရိုက်ပြီးတော့နှုတ်ဆင်းထားတဲ့ချက်သွန်ဖြူနှင်းငယ်ဝါထည့်ပြီးတော့သမတွားအောင်နေထားပေးလိုက်ပါတယ်ဒီနေရာမှာစနေမုံရောင်ကိုမကြိုက်ဘူးဆိုလို့ရှိရင်စနေမုံကိုမထည့်လိုက်ရပါတယ်နော်ပြီးရင်တော့ရေကိုချက်သားမျိုးလေးထိထည့်ပြီးလို့ရှိရင်အဖုံးလေးအုပ်ပြီးတော့သူ့ကိုနိုင်ရီဝက်လောက်ပြုတ်ထားပေးလိုက်ပါမယ်နော်ချက်သားကိုပြုတ်ထားရင်းနဲ့ဒီချက်သားဟင်းအနှစ်ဖြစ်ထောင်းမဲ့ချက်သုံးလေးနှလုံးစာလောက်ကိုအစင်သစ်ထိထားပေးလိုက်ပါတယ်ဒီနည်းနဲ့ဆိုလို့ရှိရင်ဖြိုးအိမ်မှာအမြဲတုပ်စာဖြစ်တဲ့နည်းလေးပဲဖြစ်ပါတယ်တုံနေချင်းကတော့သူကြမလားမသိဘူးပေါ့နော်ဒါကတော့ချက်သားဟင်းနှစ်ဖြစ်ထောင်းမဲ့ချက်သွန်ဖြူနှင်းငယ်နဲ့ခဏကလှီထားပြီးသားချက်သွန်နေပဲဖြစ်ပါတယ်ပြီးရင်တော့နန်းကြီးအတုပ်မှာဖြူတို့ထဲမဲ့ချက်သွန်လေးကိုလည်းအစင်သစ်ခက်ပပနေထားလေးတွေလှီထားပေးလိုက်ပါမယ်နော်ပြီးတော့နန်းကြီးတုပ်မှာထဲမဲ့တံမြာသီးတစ်လုံးစာကိုလည်းအစင်သစ်လှီထားပြီးတော့ကော်ပီတော့နှင်းငယ်ကိုလည်းခက်ပပနေထားလေးတွေလှီထားပေးလိုက်ပါတယ်ရှင်ဒီနေရာမှာကော်ပီကိုမကြိုက်ဘူးဆိုလို့ရှိရင်မထက်လိုက်ရပါတယ်နော်ပြီးတော့နန်းနယ်ပင်နှင်းငယ်ကိုလည်းမထိုးပါနေထားလေးတွေအစင်သစ်လှီထားပေးလိုက်ပါတယ်ပြီးရင်တော့ခဏကလှေထားတဲ့ချက်သွန်နေနှလုံးစာလောက်နဲ့ချက်သွန်ဖြူ3-4မှွှာစာလောက်ကိုညှက်သွားတဲ့အထိထောင်းထားပေးလိုက်ပါမယ်နော်ညှက်သွားတာနဲ့ဖြူသွားသူတွေကိုအယောင်တိမ်မောက်လေးနှင်းငယ်ကိုထည့်ပြီးတော့ပြန်ပြီးသမတွားအောင်ပေါ့နော်ထောင်းထားပေးလိုက်ပါတယ်ကဲညှုပ်သေးနှစ်လေးလည်းရပြီဆိုလို့ရှိရင်တော့ဖြူတို့ပြုတ်ထားတဲ့ချက်သားကိုလာကြည့်ပေးလိုက်ပါမယ်နော်ချက်သားလည်းကြက်နေပြီဆိုလို့ရှိရင်တော့သူ့ကိုဆယ်ထုံမယ်ပြီးရင်တော့ခဏလောက်အေးခံပြီးလို့ရှိရင်တော့ချက်သားကိုအမွှားလေးတွေဖြစ်သွားအောင်ပေါ့နော်ဆိတ်ဆွပေးထားလိုက်ပါမယ်ရှင်ဒီချက်သားပြုတ်ထားပြီးသားရေလေးကိုကိုကဟင်းချိုဖြစ်တောက်ချင်တယ်ဆိုလို့ရှိရင်တော့စနေမမထက်လည်းရတယ်ပေါ့နော်ချက်သားပြုတ်တဲ့ချိန်မှာဖြူကတော့ဟင်းချိုဖြစ်မသုံးထားဘူးပေါ့နော်ဒီမှာကဲချက်သားလည်းဖြူလို့ဆိတ်ဆွလုပ်ပြီးပြီဆိုလို့ရှိရင်တော့ချက်သားဟင်းလေးစပြီးတော့ချက်ပေးလိုက်ပါမယ်နော်အရင်ဦးဆုံးအိုးထဲကိုစီထည့်ပေးလိုက်ပါတယ်ဖြူကဒီနန်းကြီးတောက်လေးမှာစီနေတွေပါတယ်မသုံးတာဖြစ်တဲ့အတွက်ဒီချက်သားဟင်းမှာပဲစီကိုနည်းနည်းလေးပို့ထည့်ထားတယ်ပေါ့နော်ပြီးရင်တော့စနေမောက်လေးနဲ့ငယ်ကိုထည့်ပြီးတော့ခဏကထောင်းထားတဲ့ညှုပ်သီးနှစ်လေးကိုထည့်ပြီးလို့ရှိရင်အနက်လေးမှုလာတဲ့အထိပေါ့နော်စီတက်ထားပေးလိုက်ပါမယ်ရှင်ဒီတော့မှဖြူကစီနေစီချက်တွေမလုပ်တော့ဘူးပေါ့နော်တခါတည်းဒီချက်သားဟင်းနဲ့ပဲရောတော့မှဖြစ်ပါတယ်ရှင်ကဲဖြူရဲ့စီတက်လေးကအနက်လေးမွေးလာပြီဆိုလို့ရှိရင်တော့ခဏပြုတ်ပြီးတော့စိတ်ဆွထားတဲ့ကြက်သားကိုထည့်ပြီးလို့ရှိရင်သမတွားအောင်ပေါ့နော်လုံထားပေးလိုက်ပါမယ်ရှင်ဖြူတို့လုံသွားလိုက်တာအားလုံးလည်းသမတွားပြီဆိုလို့ရှိရင်တော့ရတာတစ်ခါတည်းချက်ထားပေးလိုက်ပါမယ်နော်ရတာအတွက်ကတော့သူ့ရဲ့ဖြူကအသားမုံနှင်းငယ်ပြီးတော့စားလေးနှင်းငယ်ပြီးတော့တကြားနှင်းငယ်နဲ့ငံပြိုင်နှင်းငယ်ကိုထည့်ပေးလိုက်ပါတယ်တကြားကိုကြတော့ဖြူကနည်းနည်းလေးပဲသုံးထားတယ်ပေါ့နော်ဒီနေရာမှာတကြားမကြိုက်ရင်မထည့်လည်းရပါတယ်ရှင်ကဲပြီးရင်တော့အားလုံးသမတွားအောင်မှွေထားပေးလိုက်ပါမယ်ရှင်ဒီချက်သားဟင်းလေးကလုံးဝချက်ချောက်လေးဖြစ်လာတဲ့အထိပေါ့နော်ကြော်သွားပေးလိုက်ပါတယ်ကဲဖြူတို့ကြော်သွားလိုက်တာအားလုံးသမတွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာရက်သားပေါငယ်ကိုမြည်ကြည့်ပေးနေပါရဲ့နော်အရသာပေါငယ်ကိုမြည်ပြီးလို့ရှိရင်တော့ကိုလိုအပ်တာထပ်ပေးနေပါတယ်နော်ပြောတော့သူ့တွေကိုငံပြိုင်လေးနဲ့ငယ်ကိုထပ်ပေးထားပါတယ်ကဲပြီးရင်တော့အားလုံးကိုနှက်သွားအောင်ပြန်ပြီးတော့မှွေသွားပေးလိုက်ပါမယ်နော်ကဲခုဆိုလို့ရှိရင်တော့ဖြူတို့ချက်သွားပေးလိုက်တာဒီချက်သားဟင်းလေးကစီလေးလည်းပြန်ပေါ့နော်အနက်လေးမှွေပြီးတော့ချက်ချောက်လေးဖြစ်နေပြီဆိုလို့ရှိရင်တော့သူ့ကိုမီးပေါ်ချလို့ရပါပြီပြီးရင်တော့ဖြူတို့နန်းကြီးဖက်ပြုတ်ပေးရန်အတွက်ပပွက်ဆူတဲ့ရင်တွေဦးထဲကိုဒီနန်းကြီးဖက်ကိုထည့်ပြီးတော့ပေါ့နော်ပြုတ်ထားပေးလိုက်ပါမယ်ရှင်ဒီနန်းကြီးဖက်ကိုကြတော့ဖြူက14မိနစ်15မိနစ်လောက်ပြုတ်ထားပေးလိုက်တယ်ပေါ့နော်သူကတော်တော်နဲ့တိတ်မချက်တော့လေဖြူက15မိနစ်လောက်အချိန်လေးပေးပြီးတော့ပြုတ်သွားပေးလိုက်ပါတယ်ဒီပြုတ်ထားတဲ့ချိန်မှာဆိုလို့ရှိရင်လည်းဖြူတို့ကမကြခဏပေါ့နော်ဒီသူ့ရဲ့အသားလေးကိုစမ်းပြီးလို့ရှိရင်တော့စမ်းသက်ပေးနေတယ်ပေါ့နော်တကယ်လို့ချက်ပြီးဆိုလို့ရှိရင်တော့သူ့ကိုရေအေးနဲ့2ရေ3ရေလောက်ဆေးချပြီးလို့ရှိရင်တော့ရေစစ်ပေးထားလိုက်ပါမယ်ရှင်က
ကဲပါဝင်ပစ္စည်းတွေလည်းအားလုံးစစ်သက်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြူတို့နန်းကြီးတုပ်ကိုစပြီးတော့တုပ်ပေးလိုက်ပါမယ်နော်အရင်ဦးဆုံးသုံးမဲ့ခွက်ထဲကိုခဏကရေဆေးပြီးရေစစ်ထားတဲ့နန်းကြီးဖက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ချက်ထားပြီးသားကြက်သားဟင်းကိုပါထည့်ပေးလိုက်ပါတယ်ရှင်ပြီးရင်တော့ဖြူတို့အစင်သစ်ပြင်ဆင်ထားတဲ့ပစ္စည်းလေးတွေကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့သူတွေကိုငံပြရင်နှင်းငယ်ညှုပ်သည့်ချက်မှုတ်ကိုဆက်စားနိုင်တဲ့လောက်ထည့်ပြီးလို့ရှိရင်တော့ပဲအချက်မှုတ်ထည့်မယ်ပြီးတော့တံမြာသီးကိုလိုအပ်တဲ့လောက်ညှစ်ထည့်ပြီးလို့ရှိရင်တော့အားလုံးကိုတမတွားအောင်ဖြူတို့နဲ့သွားပေးလိုက်ပါမယ်နော်ဖြူကနန်းကြီးတုပ်ကိုလူ၄ယောက်စားလောက်တုပ်မှဖြစ်တဲ့အတွက်ဒီပြင်ဆင်ထားတဲ့ဟာတွေအကုန်လုံးကိုထည့်ပေးလိုက်တယ်ပေါ့နော်များများလေးတုပ်ထားပေးလိုက်ပါတယ်ရှင်ဒီချက်သားဟင်းဆိုလို့ရှိရင်လည်းဖြူအကုန်လုံးကိုထည့်လိုက်တယ်ပေါ့နော်တခါတည်းကဲဖြူတို့တုပ်သွားလိုက်တာအားလုံးနဲ့နှက်သွားပြီဆိုလို့ရှိရင်တော့ရတာပေါငန်ကိုမြည်ချပေးလိုက်မယ်ဖြူကတော့သူ့တွေကိုတံမြာသီးလေးနှဲငယ်ကိုထပ်ထပ်ပေးထားပါတယ်ဒီနေရာမှာရတာပေါငန်ကိုစိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါတယ်နော်ကဲရတာလည်းလုံးဝဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဖြူတို့ရဲ့နန်းကြီးတုပ်လေးရတော့ရပါပြီရှင်ကဲခုဆိုလို့ရှိရင်တော့အရင်လဲစားလို့ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတယ်ဖြူတို့ရဲ့နန်းကြီးတုပ်မှုလေးရတော့စားဖို့စသဖြင့်နေပါပြီရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီမှာပဲဆုံးသက်လိုက်ပါတယ်ဒါဆိုဖြူနဲ့ဝေသစ်တင်မှာပြန်ဆုံးရမယ်နော်အားလုံးဘိုင်